Wasola pinema Miss Yuria Denita Vlolin at to like happy about shit. Kugado, Miss Yuria family members near to Mama Charlie Road, but you might pare. Okay, Mama Charlie at Chelani Baby. Okay, Mama Lea Rock, cartel winning Baby. Say hello. Get Kusoloshi, let it Mama Charlie Rock, cartel winning Baby. Dilone, Miss Yuro, Napta Mama Charlie, I would tap you don't mucho came out or not, do a linema, prefer some people. Breakfast Cocharo, Miss Yuroka, Jet Uplatae, Nabido, Silo, Chie, Popsy to a pipae, Sajaba, oh shit, Dilone, Napta Mama Tiao, he said we don't touch of my shit. Dilone, Miss Yuro, Lules on Lizoro, Tinga Cameniao, Sebido keep away. Kuro, Miss Yuro, Tinga Camen Bunji Chow Ye, Down Shima, Toba Pili, a yen latte, not bedo, dot on solution, a yen or soup. တောက်တက်လဲတခြားမှာဆိုလို့ရှိရင်တောက်တက်သမားတွေနဲ့လည်းတွေ့ရတယ်ပေါ့နော်တောက်တက်လဲတခြားမှာဆိုလို့ရှိရင်လမ်းကချောလိုက်ကြမ်းလိုက်နှိပ်လိုက်မြင့်လိုက်နေပေါ့နော်ကျမတို့၄ရောက်ကိုပဲကြည့်ပါဒါကကြတော့တက်တည်ဖြစ်ပါတယ်ပေါ့နော် history ရဲ့ level inji ဆိုလို့ရှိရင်လည်းတွေ့ရတိုင်းပေါ့နော်ဟာတဲ့အတွက်ကြောင့်မို့လို့ဒီ level ကိုပေါ်ဝိုင်းနေဖုံးလိုက်ပါတယ်လက်ရှိ history ရောက်တဲ့နေရာကတော့ဒီဖုန်းကြီးတရားဟောတဲ့ဓမ္မယုံကိုရောက်နေတာဖြစ်ပါတယ်လူတိုင်းကြတော့တရားနာပြီးတော့အမျှဝေနေတာဖြစ်ပါတယ်ဒီလိုနဲ့မင်းစုတို့သင်ခဲ့ခဲ့ပြီးတော့အပြင်ပြန်ထွက်လာတဲ့အချိန်မှာအပြင်ကရသည့်ဥဒူအကြတော့မိုးဆဲတွေနဲ့အုံမှန်အေးဆက်နေတာဖြစ်ပါတယ်မင်းစုကစပီစီးတာကိုနဲ့သိမ့်မလိုက်ဘူးလို့ခံစားရတဲ့အတွက်ကြောင့်မလို့စပီချက်ပြီးတော့ကျမဒီ change လိုက်ရဖြစ်ပါတယ်ကဲလက်ရှိမင်းစုရောက်နေတဲ့နေရာကြတော့တောင်မွန်တောင်ဖြစ်ပါတယ်တောင်မွန်တောင်ဒီကျမတို့ဒူဝဲဒေသရဲ့အထက်ပြနေရာတစ်ခုလည်းဖြစ်ပါတယ်မင်းစုရောက်ရှိတဲ့နေရာကိုကားနဲ့15မိနစ်တောင်တက်ရတယ်ပေါ့နော်ဒါပေမဲ့ရောက်နေတဲ့နေရာကြတော့တောင်မွန်တောင်ရဲ့တောင်ချီကြီးပဲရှိပါသေးတယ်ရှင့်မင်းစုတို့ရှိနေတဲ့နေရာကနေတအောက်ချင်ကိုလက်ရှိမိုးရသည်နဲ့ဆိုရင်တော့ဘာမှမမြင်ရလောက်အောင်စီးနှင်းတွေကဖုံးလွှမ်းထားပါတယ်ပေါ့နော်တကယ်လို့နွေရသည်မှာဆိုလို့ရှိရင်တော့ဒူဝဲမြို့တစ်မြို့လုံးကိုမြင်ရမှာဖြစ်ပါရှင့်ဒီလိုနဲ့နေ့လယ်ထမင်းစားချိန်လေးရောက်နေပြီဆိုတော့အလှရှင်တွေကစုကန့်နေပြီးတော့အမျှဝေကုသိုလ်ယူဘုံကြီးလဲစုပေးပြီးတော့ကျမတို့နေ့လယ်စာကိုတောက်ဆောင်ကြပါတယ်ရှင့်အချိန်အဖြစ်7နာရီ10မိနစ်လဲရှိနေပြီဆိုတော့စွန်းတော်ကိုသုံးဆောင်ဖို့ဘုံကြီးတွေတပါးပြီးတပါးကျမတို့ရဲ့ထမင်းစားဆောင်လေးကိုဝင်လာပါပြီဘုံကြီးတွေစိုးတော်မသုံးဆောင်ခင်စုပေးပြီးတော့ကျမတို့အကုန်လုံးကုသိုလ်ယူကြပါတယ်ဘုံကြီးတွေအကုန်လုံးစိုးတော်သုံးဆောင်ပြီးမှသာကျမတို့ကသုံးဆောင်ကြတာဖြစ်ပါတယ်ဒီနေ့လေရဲ့ထမင်းဟင်းကကြတော့ဝက်သားနဲ့အာလူဟင်းရဲ့ကျက်သားငချောက်ပြီးဖြော်နဲ့တွတ်စရာတော့ဝက်ဖြစ်ပါတယ်ခရရရဲ့အစအလာတိုင်းမင်းဆွေတဲ့ဖြက်ရှိကိုပွေမနေလဲစာကိုစားသုံးပါတယ်စားကြပါအောင်ရှင့်စားလို့တောက်ပြီးလို့မမီချိုချိုလေးနဲ့ခဏတာလေးပါအချိန်အဖြစ်7နာရီထိုးရမယ်ဆိုပေမဲ့တာပေါ်မှာဆိုလို့ရှိတော့လုံးဝမြမိုးတွေကြတော့အပြည့်နဲ့ပါရှင့်အစကမင်းဆွေတို့မမကန်စစ်ကိုလောက်ထားပေမဲ့ချင်းနေကြောင်မျိုးကြောက်ပေါ်နော်လောင်းလုံးက River View Villa နေပဲကျမတို့ပြန်လာခဲ့ပါတယ်လက်ရှိမင်းဆွေရောက်နေတဲ့နေရာကတော့မြို့အပြင်ဖက်ဖြစ်ပါတယ်ဟိုဖက်တစ်ချမ်းကျတော့ဒူဝဲမြို့ဖြစ်ပါတယ်ဒူဝဲမြို့နဲ့ဒီလက်ရှိမင်းဆွေရောက်နေတဲ့နေရာကိုဒူဝဲမြို့တစ်စင်းကချထားပါတယ်ဒီလိုနဲ့မင်းဆွေရောခဏနာမဝဲစားပြီးတော့အိမ်ကိုပြန်လာပါတယ်ဒါကတော့ခုနမင်းဆွေဗီဒီယိုရရဲ့ထဲမှာပါတဲ့တရားတစ်စင်းဖြစ်ပါတယ်လက်ရှိကျတော့ကျမတို့မြို့ထဲကိုပြန်လာဖြစ်ပါတယ်ရှင့်ဒီနေ့ရဲ့တကယ်ကအလှူဗီဒီယိုလေးကိုဒီနေရာမှာဆက်သလိုက်ပါမယ်ရှင့် See you next video. Let's love guys.